လာပါဒီနေ့မှာမီစင်ကကိုဗီယူရိုက်တဲ့ခါမှာကိုကသူများလေးလိုမျိုးနောက်ခံ background တွေလည်းလှလှလေးတွေမရှိဘူးဒါပေမဲ့နောက်ခံ background အဖြူလေးရှိုံနဲ့တင်ကို studio background ပုံစံလိုမျိုးလေးဘယ်လိုမျိုးဖန်တီးလို့ရမလဲဆိုတာကိုမျှဝေပေးသွားချင်ပါတယ်အဲ့တော့ဘယ်လိုမျိုးအလွယ်တကူဖန်တီးလို့ရမလဲဆိုတာကိုမီစင်နဲ့အတူတူတွားပြီးတော့မှလေ့လာကြည့်လိုက်ရအောင်နော် let's go မင်္ဂလာပါဒီနေ့မှာမီစင်ကကိုကဗီဒီယိုကိုဖန်တီးတဲ့အခါမှာပေါ့နော်ဒီစကားပြောဗီဒီယိုဖန်တီးတဲ့အခါမှာကိုအနေနဲ့ lighting ကောင်းကောင်းနေလည်းမရှိဘူးနောက်ခံ background အလှလေးလည်းမရှိဘူးဆိုတဲ့အခါမှာကိုမှာ ရိုးရှင်းတဲ့ background တစ်ခုရှိုံနဲ့cap software နဲ့ပေါ့နော် lighting တွေကိုပြန်ပြီးတော့မှအဆင်ပြေလိုမျိုးချိန်ညှိလို့ရတယ်ဖန်တီးလို့ရနေပြီပေါ့နော်ဒါပေမဲ့ဒီရဲ့အရာဒီမီစင်တို့က cap ရဲ့ pro account နဲ့မှပဲအသုံးပြုလို့ရမယ် free account နဲ့တော့အသုံးပြုလို့မရဘူးပေါ့နော်ဒါလေးကိုတော့တတိလေးပေးစီချင်ပါတယ်အဲ့တော့ new project တွေကိုတစ်ချက်ဝင်မယ်ပြီးတော့ဒါမီစင်ဖန်တီးထားတဲ့ဗီဒီယိုလေးကိုတစ်ချက်ရွေးချယ်လိုက်မယ်ဒီမှာဆိုလို့ရှိရင်မီစင်မလိုတဲ့အပိုင်းတွေကိုဖြတ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့အရှိပိုင်းလေးမှာအထူးကြောင့်တစ်ချက်ညှက်နာလိုက်တယ်ဗီဒီယို select မှတ်ပြီးတော့မှ sublet နှိပ်လိုက်တယ်ပေါ့နော်ပြီးရင်အရှိကမလိုတဲ့ဗီဒီယိုလေးကို select မှတ်ပြီးတော့မှ delete ဆိုတာလေးကိုမီစင်တို့တွေနှိပ်လိုက်မယ်အားလုံးကိုတိတာထင်ရှားစီချင်တာဖြစ်တဲ့အတွက်ကြောင့်လို့မီစင်ကနောက်ခံbackground အဖြူလေးနဲ့ပဲရိုက်ပြထားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကို select မှတ်ပြီးတော့မှဘယ် tools နဲ့အသုံးပြုရမလဲဆိုလို့ရှိရင်ဒီမှာ relight ဆိုတဲ့အရာလေးနဲ့အသုံးပြုရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်မီစင်တို့ကfacial ဆိုတဲ့ဟာကဒီမျက်နှာပိုင်းကိုသူကတီးတက်၄ခုလောက်ထားပေးရပေါ့နော်မီစင်တို့ကအဓိကနောက်ခံကိုအသုံးပြုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသူက facial ရဲ့ ambient ရဲ့ creative ဆိုတာရှိတယ်မီစင်ကကြာဒီမှာ creative ဆိုတဲ့ထဲကိုတစ်ချက်သွားမယ်အဲ့ဒီထဲကမှဒီမှာဒီအချက်ဒါလေးတွေကိုမီစင်ကအသုံးပြုစေခြင်းနဲ့အနောက်ကဟာကျတော့မီစင်တို့အဲ့လိုမျိုးလှုပ်လှုပ်ရွရွလေးပါနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ video style နဲ့ကမလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ကပုံစံလေးနဲ့ပဲအသုံးပြုပြမယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကိုကြိုက်နေတဲ့ပုံစံလိုမျိုးလေးတွေကိုသုံးလို့ရတယ်လောလောဆယ်မှာတော့နော်ဒီမှာသူက apply လုပ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ပြောင်းလဲသွားတဲ့အရာကိုမီစင်တို့တွေကခဏလောက်တော့စောင့်ပြီးရမယ်ပေါ့နော်ဥမာဒါဆိုလို့ရှိရင်လည်းအဲ့လိုပဲဒုတိယတစ်ခုမှာတော့သူနည်းနည်းလေးအဆင်ပြေဒါပထမတစ်ခုနော်ပထမတစ်ခု neon by color လားဒီရဲ့အရာမှာဆိုလို့ရှိရင်သူကအပြာနဲ့အနီပေါ့အဲ့မှာဆိုလို့ရှိရင်မီစင်တို့ကကိုယ့်ရဲ့မျက်နှာလေးကနည်းနည်းလေးအားလုံးပဲမြင်ပါပါနည်းနည်းလေးမှောင်သွားတယ်ပေါ့နော်အဲ့မှာမီစင်တို့ကပြန်ပြီးတော့မှဒီ relight ထဲမှာ adjust ပြန်ပြီးတော့မှလုပ်လို့ရတယ်ပေါ့နော် relight ထဲသွားပြီးတော့မှဒီမှာဒီရဲ့အရာလေးကိုမီစင်တို့က adjust လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီ adjust ထဲဝင်ပြီးတော့မှသူက light 1 2ဆိုတာရှိရပေါ့နော်ဒါလေးကိုတစ်ချက်ထောက်လိုက်မယ်ဒါ light 1 light 2ကじゃသူကအပြတ်အောင်ပေါ့ light 1ဆိုတဲ့အခါမှာမီစင်တို့ကဒီအနီအောင်မထားချင်ဘူးအဝါထားချင်တယ်ဆိုရင်လည်းရတယ်လိမ်မော်ထားချင်လည်းရတယ်ပန်းစီအောင်ထားချင်လည်းရတယ်ကိုကြိုက်နေတဲ့အရာလေးတွေပြန်ပြီးတော့မှပြောင်းထားချင်တယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော် industry ဆိုတဲ့အခါမှာသူ့ကိုမီစင်တို့တိုးလိုက်မယ်ဆိုလို့ရှိရင်အနီအရန်လင်းသွားတယ်ဒါပေမဲ့မီစင်တို့ကအလောက်ကြီးမလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုနည်းနည်းလေးအနေထား30လောက်လီမှထားလိုက်မယ် radius တဲ့အဲ့လိုပဲသူ့ကိုတိုးလိုက်မယ်ဆိုလို့ရှိရင်မင်းတို့ကသူကဒီမှာကိုယ့်ရဲ့ဒီခန္ဓာကိုယ်ပေါ်မှာတော့လာပြီးတော့မှအနီအောင်ဟာလာပြီးတော့မှအရိပ်သွားပြီးတော့မှကြာရပေါ့နော်ကိုကအဲ့လိုမကြချင်ဘူးဆိုလို့ရှိရင်တော့မင်းတို့နည်းနည်းလေးနော်အလင်းကိုအနီအောင်အလင်းကိုကိုယ့်ရဲ့ခန္ဓာကိုယ်မှာထင်ဟပ်ယုံမဲ့ဆိုလို့ရှိရင်တော့မင်းတို့35လောက်လေးထားတယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်အရင်အများကြီးထားရဆိုလို့ရှိရင်ကျတော့တိတ်ပြီးတော့မှမလှဘူးဖြစ်စီတယ်ပြီးတော့ဒီမှာ distance ကိုလည်းမင်းတို့ကဒီမှာနော်သူ့ကိုတိုးလိုက်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲအနီရဲ့အလုံးလုံးပုံကအရင်ကြီးတော့မစိုးပေမဲ့မင်းတို့တော်တော်လေးတော့ကစားလို့တော့ရတယ်မင်းကတော့60လောက်ပဲထားလိုက်မယ် highlight ကကြတော့ဒီအနီရဲ့ highlight ပေါ့နော်အနီထဲမှာအနီအလင်းထဲမှာပါတဲ့အလင်းကိုထပ်ပြီးတော့မှအတိုးအလျှော့လုပ်ခြင်းတဲ့အရာပေါ့အဲ့ဒါကိုကဒီမှာမင်းတို့ဒီမျက်နှာမှာလာပြီးတော့မှပေါ်တယ်တစ်ချက်လောက်ကြည့်လိုက်ပါဟုတ်လားတိုးတယ်ဆိုရင်မျက်နှာရဲ့မင်းရဲ့နော်မျက်နှာရဲ့ face အရာလေးနားမှာလို့ဖြစ်နေရဲ့အဲ့တော့မင်းကတလားလောက်ထိပဲ highlight ကို9လောက်ထိပဲထားရမယ် brightness ကိုမင်းတို့ဒီမှာ short လိုက်မယ်ဆိုလို့ရှိရင်တော်တော်မှောင်သွားတယ်အဲ့ခါကျလို့ရှိရင်ကိုယ့်မျက်နှာမှာအမောင်ကြီးနင်းထွက်သွားတယ်ပေါ့နော်အဲ့တော့ကိုလောက်ထိထားမလဲ80လောက်ထိထားမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် object ဆိုတဲ့အခါမှာဘယ်အရာကိုလှုပ်ချင်တာလဲပေါ့အယောင်ဆိုတဲ့အခါမှာသူက bold ဆိုတဲ့အခါမှာနောက်ခံ background ကိုလူရောတစ်ခါရဲပါတယ် people ဆိုလို့ရှိရင်တော့သူကလူအတွက်ကိုပဲတီးတန်းလောက်တာဖြစ်တယ် background ဆိုလို့ရှိရင်လည်း background တဲ့တီးတန်းလောက်တာပဲဖြစ်တယ်ပေါ့နော်တကယ်လို့ကအဲ့လိုမဟုတ်နှစ်ခုလိုချင်တယ်ဆိုလို့ရှိရင်တော့ပို့လောက်တာပို့ပြီးတော့မှအဆင်ပြေတယ်အဲ့မှာ light 2မှာလည်းမင်းတို့တွေနော်ဒီ industry တူထားတဲ့အရာတိုင်းကိုမင်းတို့အတိုး shot လေးပြန်ပြီးကစားလို့ရတယ်သူ့ကိုလင်းအောင်ထားလိုက်မယ်ဆိုလို့ရှိရင်မျက်နှာကိုလည်းအရင်ထင်ဟပ်သွားဖြစ်တဲ့အတွက်ကြောင့်မလို့မင်းက55လောက်ထားမယ်
radius ကိုလည်းအဲ့လိုပဲသူ့ကိုတိုးလိုက်မယ်ဆိုလို့ရှိရင်ဟိုဘက်ကအနီကနော်အနီမဖြစ်တော့အဲ့တော့မီစီကနည်းနည်းလေးနော်20 26လောက်ထားမယ် distance ကလည်းအဲ့လိုပဲ distance ကို short လိုက်မယ်တိုးလိုက်မယ်ဆိုရင်အပြဖက်လေးနဲ့ short လိုက်မယ်ဆိုလို့ရှိရင်တော့မွေးရင်းနှစ်ကိုအယောင်ဖြစ်သွားရပါတော့အဲ့မီစီကဒီမှာနည်းနည်းတိုးလိုက်တယ်ဒါလေးကိုလည်းမီစီတို့ကဟိုရွှေ့ဒီနော်ရွှေ့လို့ရတယ်ကိုကဒီအပေါ်ထားချင်လား B ထားချင်လားပေါ့နော်အဲ့လိုမျိုးလေးကိုရွှေ့လို့ရတယ်အဲ့လိုအနီလည်းအဲ့လိုပဲ B ထားချင်လားအပေါ်ထားချင်လားအောက်ထားချင်လားဆိုပြီးတော့မှကိုရွှေ့လို့ရတယ်ပေါ့နော်အဲ့တော့ brightness ကိုလည်းမီစီတို့ဒီမှာသူ့ကိုတိုးလိုက်မယ်ဆိုရင်လည်းလင်းသွားတယ် short လိုက်မယ်ဆိုရင်လည်းမှောင်သွားတဲ့အခြေအနေမျိုးရှိရပေါ့နော်အဲ့တော့85လောက်ထိကိုပဲမီစီတို့တွေထားမလားဒါမှမဟုတ်နည်းနည်းလေးအမောင်လေးတန်းမလားပေါ့နော်ဒါတော့ကိုယ့်ပုံမှာမူတည်တယ်မှာ60ဒါမှမဟုတ်လည်းမီစီတို့သူ့ကိုဒီလောက်အနေထားမှပဲထားပြီးတော့မှနည်းနည်းမှောင်ကြည့်မယ်ဟုတ်ပြီနော်60ထားမယ်လိုက်ဝမ်းမှာလည်းဒီလိုမျိုးဘေးအနေထားမှထားပြီးတော့မှသူ့ကိုနည်းနည်းဒီသူ့ကိုကြတော့66လောက်ထားကြည့်မယ်ဟုတ်ပြီနော်အဲ့ဒါမှကိုကမျက်နှာမှာထပ်ပြီးထားချင်တယ်ဆိုလို့ရှိရင်လည်းမီစီတို့ကဒီမှာအပေါင်းလေးတစ်ချက်နှိပ်လိုက်လို့ရတယ်အပေါင်းလေးတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာဒါဆိုရင်မီစီတို့မျက်နှာသားလေးမှာထားတာဖြစ်တဲ့ point ဆိုပြီးတော့မှအဲ့ဒီအောင်မှကိုကဒီမှာ people အတွက်ထားချင်တယ်ဆိုပြီးတော့မှဒီမှာ brightness ကိုလင်းလိုက်လို့လည်းရတယ်ပေါ့နော်အဲ့ဒီခါကျလို့ရှိရင်ခုနအယောင်တွေကမပါတော့အဲ့တော့မီစီကဘိုးပဲထားလိုက်တယ်ဒီဟာလေးကိုနည်းနည်းလေးနော်တလောက်လေး80လောက်လေးလင်းလေးထားလိုက်တယ်နော်သူ့ကိုမီစီတို့တွေကအယောင်ကကိုကြက်နေတဲ့အယောင်ထားလို့ရတယ်ကြည့်မယ်ပေါ့နော်မျက်နှာမှာပြောင်းလဲသွားမှုရှိလားမျက်နှာမှာပြောင်းလဲသွားမှုမရှိဘူးဆိုလို့ရှိရင်တော့မီစီတို့ကဒီအောက်မှာ delete ဆိုတာလေးကိုလှုပ်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကိုကဒီပုံစံတိုင်းပဲကြိုက်ပြီဆိုရင်ကြည့်မယ်အားလုံးပဲမြင်ပါပါဒီမှာမီစီကဒါဆိုလို့ရှိရင်အယောင်ကပြောင်းလဲမှုတွေမရှိသွားသေးဘူးပေါ့နော်အဲ့တော့နည်းနည်းလေးမီစီတို့က brightness လေးကိုနည်းနည်းလေးမှောင်လိုက်မယ်ဒါလောက်မှောင်လိုက်မယ် light 2မှာလည်းအဲ့လိုပဲအနီအောင်ပေါ့နော်အဲ့ဒါမှနည်းနည်းလေးဒီလိုလေးမှောင်လိုက်မယ်ဟုတ်ပြီနော်ပြီးသွားပြီဆိုလို့ရှိရင်မင်းစင်တို့ကနော်ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ဒီပုံလေးကိုက retouch အနေနဲ့ကိုယ့်ရဲ့မျက်နှာ face လေးကိုအယောင်လေးပြန်ပြီးတင်လို့ရတယ်အဲ့တော့ face ထဲကိုတစ်ချက်ဝင်မယ် auto နေရာမှာတော့မင်းစင်က auto မလုပ်တော့ဘူးနော်ဒါလေးကိုပဲပြန်ပြီးရွေးချယ်လိုက်မယ်ကိုက face အတွက်ကိုပဲအဓိကယူမှာဖြစ်တဲ့အတွက်ကြောင့်မို့ face ကိုနှိပ်လိုက်တယ်ပြီးတော့ဒီမှာ skin tone ဆိုတဲ့အရာလေးမှာမင်းစင်တို့ warm ဆိုတဲ့ဟာလေးကိုရွေးပြီးတော့ဒီမှာသူ့နည်းနည်းလေးဖြူတဲ့ဖက်လေးကိုနှိပ်လိုက်မယ်30လောက်ဟုတ်ပြီနော်ပြီးရင် apply to all လေးကိုနှိပ်လိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်မင်းစင်တို့ဘာရွေးမလဲဆိုလို့ရှိရင် adjust အနေနဲ့ပြန်ပြီးတော့မှ color တွေကိုပြန်ပြီးတော့မှချိန်ကြည့်မယ်ပေါ့နော်အဲ့တော့ brightness တဲကိုတွားကြည့်မယ်နည်းနည်းလင်းလို့ရလားနည်းနည်းလင်းလို့ရတယ်ဆိုလို့ရှိရင်လင်းကြည့်မယ် saturation မှာကြည့်မယ် saturation မှာကြတော့မင်းစင်တို့နောက်ခံ background ကြီးလင်းသွားမှာဖြစ်တယ်ပေါ့နော်အဆင်မပြေဘူးဒီ brilliant ဆိုတဲ့ဟာလေးကိုရွေးမယ်တစ်ချက်နော်လင်းလို့ရလားကြည့်မယ်မရအောင်ဆိုရင်မင်းစင်တို့0ထိထားမယ်ပြီးရင် highlight ကိုတွားမယ်လင်းကြည့်မယ်ပေါ့နော်30လောက်ရပြီပြီးရင်ဒီမှာ HSL ထဲဝင်ပြီးတော့မင်းစင်တို့ဒီမှာအဝါကိုယ့်မျက်နှာကိုမင်းစင်တို့ကလင်းအောင်လုပ်မှာဖြစ်တဲ့ကြောင့်မို့ဒီမှာလိုက်နဲ့အနေလေးကိုထားလိုက်မယ်မင်းစင်က20လောက်21လောက်ထားလိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုရင်ကျန်တဲ့အရာတွေမျိုးစလို့ဘာမှအသုံးမပြုဘူးအဓိကဒီမျက်နှာလေးနည်းနည်းလင်းချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ adjust မှာ HSL မှာအဝါလေးကိုလာပြီးကစားဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့အသားရောင်ဒီအဝါရောင်1 tone ဖြစ်တယ်ပေါ့နော်။အဲ့တော့ပြီးရင် apply to all လေးနှိပ်မယ်။ play နှိပ်ကြည့်မယ်ပေါ့နော်။အားလုံးပဲနှိပ်ပါပါ။ဒီမှာမင်းကကိုဗီဒါဆိုလို့ရှိရင်အစမပြေဘူးဆိုရင်မင်းတို့ကတစ်ချက် select မှတ်ပြီးတော့မှ relight ထဲကိုပြန်သွားမယ်။သွားပြီးတော့မှဒီ adjust ထဲကိုပြန်ဝင်ပြီးတော့နောက်ထပ်မင်းတို့အပေါင်းတစ်ချက်အနေနဲ့တစ်ချက်ထပ်တိုးမယ်ပေါ့နော်ကိုယ့်ရဲ့ဒီမျက်နှာနားမှာအဲ့တော့ဒီမျက်နှာနားမှာထပ်တိုးဖို့အတွက်ဆိုလို့ရှိရင်မင်းတို့က highlight လေးကိုကစားကြည့်အောင်နော် highlight လေးကိုကစားကြည့်မယ်ပြီးတော့ people ဆိုတာလေးနှိပ်ကြည့်မလားဒါမှမဟုတ် background sorry people people ဆိုတာလေးကိုနှိပ်ကြည့်မယ်ဆိုလို့ရှိရင်နည်းနည်းလေးတော့မျက်နှာလေးကလင်းထွက်လာနော်ပြီးတော့မင်းတို့ radius ကို short ကြည့်မယ်ဒါမှမဟုတ် intensity ကိုနည်းနည်းလေးလင်းကြည့်မယ်ပေါ့နော်ပြီးရင် brightness ကိုနည်းနည်းလင်းကြည့်မယ်အဲ့တော့ play နေကြည့်မယ်ဒီမှာမြင်ကကိုဗီဒီယိုရိုက်တဲ့အခါမှာကိုကမျက်နှာလေးကတော့နည်းနည်းလင်းလာပြီအဲ့ဆိုလို့ရှိရင်တော့မြင်လို့ရပြီဒီလောက်အနေထားဆိုရင်ရပြီအားလုံးပဲမြင်ပါပါဒီမှာမြင်ကကိုဗီဒီယို
ရိုက်တဲ့ခါမှာကိုကသူများလေးလိုမျိုးနောက်ခံ background နေတယ်တလားလေးမရှိဘူးတကယ်လို့ကိုအနေနဲ့ကကြတော့ဒီရဲ့ပုံစံလိုကနော်ဒီ relight လုပ်တဲ့ဟာမှာပေါ့နော်ဒီ relight လုပ်တဲ့အခါမှာထပ်တိုးတဲ့အရာကကိုအနေနဲ့တိတ်အစင်မပြေဘူးဆိုလို့ရှိရင်ဒီလိုအယောင်ကနော်အသားရောင်လေးတွေအဝါဖောက်လေးတွေပြင်ပြီးတော့မှပြောင်းလို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုက highlight ကိုမတုံးတော့ဘဲနဲ့လေဒီလိုကနော်ဒီရဲ့ brightness လေးနဲ့ပဲတုံးကြည့်မယ်မှန်ပါပါဒီမှာမြင်ကအဲကြလို့ရှိရင်သူကဘေးကအယောင်ကအလုံးမလုံးတော့ဖြစ်သွားရပါတော့အဲ့တော့မြင်တို့ကဒီ light 3ကိုအသုံးပြုချင်ဘူး delete နှိပ်ပြီးတော့မှနော်ဒီအယောင်လေးတွေကိုပဲကိုကကောင်းကောင်းမွန်မွန်ရှိချင်တယ်ဆိုလို့ရှိရင်မြင်တို့ထပ်ပြီးတော့မှကစားလို့ရလဲဆိုလို့ရှိရင်နော်ဒီအယောင်လေးသုံးမယ် light 2မှာလည်း brightness လေးကို short ပြီးနော်အဲ့တော့ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ဒီရဲ့ video လေးကိုမြင်တို့က duplicate လေးနှိပ်လိုက်တယ်နှိပ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီရဲ့အရာကိုဒုတိယအပိုင်းကိုမြင်တို့က over လေးနှိပ်လိုက်တယ်ဒါဆိုလို့ရှိရင် over လေးပုံစံလိုမျိုးဖြစ်သွားရပါတော့ပြီးရင်မြင်တို့က video ရဲ့အရှိပိုင်းကိုသူ့ကိုဆွဲခေါ်သွားမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုမြင်တို့က select မှတ်မယ် over လေးကို select မှတ်ပြီးတော့မှ relight လုပ်ထားတဲ့အရာလေးကိုပြန်ပြီးတော့မှဖြုတ်မယ်ဖြုတ်ပြီးသွားပြီဆိုလို့ရှိရင် remove background လေးနဲ့မြင်တို့ကဒီမှာ auto removal ကိုအသုံးပြုပြီးတော့မှလုပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့မြင်တို့ကတီးတန့်ရေးပေါ့နော်ကိုယ့်ရဲ့မျက်နှာကိုလင်းနေအောင်လုပ်စရာတော့မလိုတော့ဘူးအိမ်နဲ့ကြည့်မယ်ဒီမှာမြင်ကကိုဗီဒီယိုရိုက်တဲ့အခါမှာကိုကသူများလေးလိုမျိုးနောက်ခံ background နေတယ်တလားနော်ဒါဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲနောက်ကလုံးဝ studio ပုံစံလိုမျိုးဖြစ်သွားပြီအရင်ကြီးကိုယ့်ရဲ့ခန္ဓာကိုယ်ပုံစံကြီးကိုအရင်ကြီးလင်းထွက်နေအောင်တော့လုပ်စရာတော့မလိုတော့ဘူးပေါ့နော်အားလုံးပဲမင်္ဂလာပါဒီမှာမြင်အဲ့တော့စမ်းပြီးတော့မှလုပ်ကြည့်ပါတကယ်လို့နားမလည်ရရှိရဆိုလို့ရှိရင်မိစင်ကိုအချိန်မင်းလာပြီးတော့မှမေးလို့ရတယ်နော်ဒီရဲ့အလင်းလုပ်တဲ့အရာမှာပေါ့နော်ကို့အနေနဲ့ဘယ်လိုပြောမလဲဒီ light လုပ်တဲ့အရာမှာ remove background သုံးစရာမလိုဘဲနဲ့ကိုယ့်ရဲ့မျက်နှာကိုလင်းနိုင်တယ်ဆိုရင်တော့အဆင်ပြေတယ်တကယ်လို့မလင်းနိုင်ဘူးဆိုလို့ရှိရင်တော့ဒီရဲ့ remove background လေးကိုအသုံးပြုလို့ရပါတယ်ကဲနားမလည်ရရှိရဆိုလို့ရှိရင်မိစင်ကိုအချိန်မင်းလာပြီးမေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲ bye bye